ဒီနေ့ unboxing လုပ်ပြီးကြွားချင်တာเนาะ Lisa နဲ့စင်တူဖြစ်သွားတယ် Rifa က hard copy လေးပဲဖြစ်ပါတယ်အတူတူ unboxing လုပ်အောင်ကျမကိုကြည့်လိုက်ပါဒီနေ့ဘာလာကြွားချင်လဲဆိုရင်တော့ Rifa hard copy လေးလာကြွားချင်တာပါရှင်ဒါလေးက WhatsApp မှာဝယ်လို့ရတယ်နော် unboxing လေးလုပ်ပါမယ်ရှင် unboxing တော့ဟုတ်ပါဘူးနော်ဒါဖောက်ပြီးသွားပြီတုံးလဲတုံးကြည့်ပြီးသွားပြီရန်ကုန်မှာဝါရန်ကုန်မှာလာတယ်နော်ကြည့်မရန်လာတယ်ရန်ဖီးလို့လဲရန်ကောင်းတယ်ကျမဖီးပြီးသွားပြီဒါလေးကိုအဲ့ဒါ WhatsApp မှာရှိတယ်ဒီမှာဂျပန်မှာ viral ဖြစ်ပေမဲ့အခုထိုင်းနိုင်ငံမှာရနေပါပြီဒီဘီလေးဘီတော့ပေါ့တယ်ဘီကအရင်ပေါ့တယ်ဖီးလို့လည်းကောင်းတယ်အဲ့လေးနဲ့ဖီးထားကြည့်ပါဦးမဖီးရစရာလေးအရင်ချစ်ဖို့ကောင်းတယ်စုကုဘာဘီးလဲအပြစ်မှတဲ့တော့ဘာဘီးလေးနဲ့ဖီးတာလဲလူတိုင်းကလိုက်ပြီးတော့ကြည့်နေငေးပြီးတော့ဝေါအဲ့လိုလားမသိပါကျမတော့အဲ့လိုမျိုးတော့ကျမအဲ့လိုကြည်တာပေါ့ကျမဒီဗီဒီယိုရိုက်တော့က Lisa သုံးတယ်ဆိုတာမသိသေးဘူးပြီးတော့အဲ့ဗီဒီယိုလည်းမထွက်သေးဘူးအခုမှကျမဗီဒီယို edit ခံဒီမှာအမ Lisa လည်းသုံးတာဆိုတော့ကျမအရင်ပျော်သွားပြီးတော့ Lisa တယောက်နဲ့တခုနဲ့ဦးရချစ်ဖို့ကောင်းတယ် Lisa နဲ့တူသုံးချင်တော့ဝယ်သုံးနော်စပင်းလုံးဝမကြည့်ပုံမှန်ကျမစပင်းဒါကြည့်တယ်ဒီပင်းနဲ့ဖီးတဲ့စပင်းမကြည့်ဘူးအရင်ကောင်းတယ်နောက်လည်းဘာတွေကောင်းတဲ့ဟာလေးတွေအပြအောင်လဲဆိုတာဖတ်လို့ထားပြီနော်မနက်မနေ့ကတည်းကတလို့စီဝတ်ထားတာပြန်ပဲလို့မဒီမှမလောက်ပါဘူးဒါလေးလူချင်းနေဆိုရင်အောက်မှာချင်းချတာပဲနော်ရှမ်း